ဒီလိုပထမဆုရှင်မျိုးနောင်ဘယ်တော့မှမြင်ဖို့မလွယ်ပါဘူးနော်ရှမ်းပြည်နယ်ကိုစားပြုနံပါတ်9မေကွန်းဒီမေကွန်းတွေကိုဘုန်းကြီးတို့မေးကြဖြေကြတဲ့အခါမှာရန်ကုန်တစ်မျိုးလုံးသုတ္တဆောင်လင်ဘိုးတွေကိုမသိတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးတနိုင်ငံလုံးလည်းအားလုံးသိတယ်ရန်ကုန်မှာဆိုလို့ရှိရင်အထူးအားဖြင့်သိတာဒီ YBSD ပေါ်မှာကြည်ဘူးတဲ့ပုဂ္ဂိုလ်တွေပါလားမသိဘူး။ပါရင်လည်းညှို့ထောင် YBSD တဲ့ပုဂ္ဂိုလ်တွေနော်ရန်ကုန် Bus Public Company Limited မတော်ရင်များပေါ်မှာလာစဉ်သုတ္တဆောင်လင်ဘိုးတွေအမေရိကန်သားတွေကိုခီးသွားပြည်သူတွေဘိုးသူရရရှိစေဖို့အတွက်အကျိုးများစီရင်ရည်ရွယ်ပြီးတော့ Asia Starmer Transport Intelligent Company Limited ကပူးပေါင်းပြီးတော့ရေများပေါ်မှာကြော်ညာပေးပါတယ်။အဲ့ဒါလို့ထူထမ်းပေးပါတယ်ရန်ကုန် Bus Public Company Limited ဘုန်းကြီးတို့ကထပ်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်တစ်ခါရန်ကုန် Bus Public Company Limited ပိုင်မော်တော်ယာဉ်များပေါ်မှာလာစဉ်သုတ္တဆောင်လင်ဘိုးတို့ရဲ့ခန္ဓာတွေကိုခီးသွားပြည်သူတွေသိရှိစေဖို့အတွက် Asia Starmer Transport Intelligent Company Limited တို့ပူးပေါင်းပြီးတော့ Asia Starmer Transport Intelligent Company Limited ကိုလည်းပဲဘုန်းကြီးတို့ထပ်ပြီးတော့ဖတ်ကြားပြီးတော့ကျေးဇူးတင်ပါတယ်သမီးကိုစားနော်တင်ပါဖော်ဖော်ဖေနံပါတ်9မေကွန်ကွန်ပျူတာအစင်းသဖြင့်စတင်ကြပါတယ်ဒီမေကွန်းကစပြီးတော့ဘုန်းကြီးတို့တခြားသတိထားပြီးတော့ကျွန်တော်တို့မေးရပါမယ်တင်ပါဗျာဘုန်းကြီးတို့စကားအပေါ်တန်ပြောလို့မရတော့ပါဘူးအန်ဒီရရှိပါတယ်မှားလို့ရှိရင်နော်တင်ပါဗျာစပါမယ်ဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားတနည်းအားဖြင့်ဆရာတကားဆရာပေါ့ဗျာနှစ်ဦးသားပူးပေါင်းစီစဉ်ပြီးတော့ရှင်လူအများဓမ္မတန်ဝကရရှိစေနိုင်ရန်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးသည်မိသူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသနည်းတမိရှိစကရမအဖြစ်ပေါ်ပြီလားပေါ်ပါပြီဗျာအဖြစ်လေးမျိုးကိုကြည့်ပါကြည့်ပြီနော်တင်ပါဗျာမေးပါမယ်တမိ play or stay play ပါဗျာဆက်ဖြေမလားရက်နေမလားဆက်ချပါမယ်ဗျာတမိဆက်ဖြေလို့မှားရင်ငွေတပြားမှမရတော့ဘူးရက်နေမယ်ဆိုလို့ရှိရင်စုငွေသိန်း600နဲ့ဘယ်လောက်လဲသိန်း600ကျော်ရပါ653သိန်းရတမိစဉ်းစားသိချာအချိန်စက္ကန့်မှမသိဘူးဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်တို့များဓမ္မတောင်ကရရှိစေနိုင်ဖို့အတွက်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးကဘုရားလက်ထက်မှာဖြစ်ခဲ့ပါတယ်မိသူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါတဲ့တမိအဖြေလေးမျိုးတွေ့တယ်နော်တွေ့ပါရဲ့ဗျာအကယ်၍ဘုံတမိက play ဆိုလို့ဆက် play လိုက်ပြီဆိုလို့ရှိရင်စက္ကန့်30ပဲအချိန်ရမယ်တင်ပါဖော်ဖော်ဗျာ play or stay ဆက်ချပါမယ်ဗျာစက္ကန့်30စတင်ပါပြီစီတီရီမှာပြည်တန်စာပါဗျာသမီးမဖြေခင်စဉ်းစားနော်တင်ပါဖုံဖုံဗျာသမီးလွတ်သွားတဲ့အဖြေကဘုံပြောင်းလို့မရဘူးနော်တင်ပါဖုံဖုံဗျာဘုံကအဖြေမှန်ဖြေပါဆိုတော့မှဖြေရမယ်နော်တင်ပါဖုံဖုံအခုသမီးပြောသွားတဲ့အဖြေမှန်တော့ပြဘုံတို့အတီးရမလားခွင့်လုပ်ပေးရမလားအတီးယူပေးပါဗျာစီတီရီမှာပြည်တန်စာပါဗျာတီရီမှာပြည်စားကိုယ်ပါကိစ္စရှုစားတာပါဗျာတာဒုဒီရှမ်းမပါတဲ့ချမ်းသာပါသေးငါ့ကိုဆိုချတာနော်ဟုတ်တယ်နော်ငါ့ကိုဆိုချတာတင်ပါဗျာသိကြလားဘုဘလက်ပြသိကြလားသိကြပါတယ်ဗျာတပည့်တော်ဆိုချတာလားဆုရှင်ကိုဆိုချတာလားပြပြသားပြောအာမနာနဲ့ဘုံမို့ဆုချတာလားဟိုပထမဆုရှင်ဆုချတာလား
ပထမဆုရှင်ပါဗျာ မချစ်တော့လေဒီဘောင်ဘယ်လိုဖြေမှန်မှန်စစ်ပေးရအောင်မယ်အဖြေမှန်မှန်ဆုချမယ်မင်းရဆုမချအောင်ဒါဘယ်လောက်လဲ6သိန်း10သိန်းမပြည့်ဘူးကိုရင်လေးအသက်ရှိပါသည်ကျမ်းမာပါသည်ဘုန်းကြီးပါသည်တိုးတက်ပါစေနောက်တစ်မိနော်ဆုတောင်းပေးတယ်နော် ဒီမှာဖုန်းဖေးရ ဒါကျေးဇူးပါနော်မှန်ပါပြီမမှန်ပေးဘူးနော်ခဏနေမသွားနဲ့မင်းဖြည့်ကြည့်စမ်းကွာကာကြီး A B C D A အမ်ဘာပါဠိပြည့်စာ B တာမာဝရီပြည့်စာ C တိတိမှာပြည့်စာနဲ့ကာကြီးD တာလာဝရီပြည့်စာအဖြေပါဖြစ်မလားသူကဖြေရတာ C တဲ့တိတိမှာပြည့်စာဘူးပြည့်ပြည့်မှန်လား မှန်ပါဗျာ ကိုကျော်တော်လေး တင်ပါဗျာ ကိုရင်လေးနဲ့ရှင်ပြီးအဖြစ်စစ်ပြလိုက်မှန်မှန်ကြည့်အောင်နော် တင်ပါဗျာပါရမီရှင်ကိုရင်လေးတော့မရှင်ဝတ်ပါဘူးဗျာဒီနေ့ပြန်မွေးရတကယ်ထူးခြားပါတယ်အဲ့တော့ထူးခြားသောပုဂ္ဂိုလ်များနဲ့တွေ့ဆုံဖူးမြော်ခွင့်ရတဲ့ဒီရသမအချိန်ဖြစ်ပါတယ်ဝင်နာဆုရှင်သမီးငယ်လေးရဲ့15သိန်းနဲ့မေကွန်ဖျားရှင်နဲ့ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်လူအများဓမ္မတန်ဝေကရရှိစေနိုင်ရန်စီမံဆောင်ရွက်တဲ့အတုပါရှုအခမ်းအနားကြီးသည်မြည်သူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသည်။အဖြေကိုသမီးလေးကစီတိရိမာပြည်တစားလို့ဖြေဆိုထားပါတယ်။ဝိနာဆုရှင်သမီးငယ်လေးရဲ့15သိန်းနဲ့မေခွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ6သိန်းကိုပေါ့ဝင်ကြွပြီးစုချလိုက် သမီးလေးလက်ခံပေးပါရှည်လေးကိုကြွပြီးတော့လက်ခုပ်ဩဘာသများနဲ့ဂုဏ်ပြုပေးပါအောင်ခင်ဗျာသူတို့ချစ်စရာမင်းကမချစ်ဘူးငါမှစုမချတာစောစောတော့ဘုန်းကြီးတို့မေကမမေခင်တေတကားဆရာတော်ကြီးကြွလာတယ်ဘုံဥပ္ပံအတွက်9သိန်းဆွန့်သွားတယ်ဆရာတော်လည်းအသက်ရှိသေးကြောင်းကျမ်းမာသေးကြောင်းမေတ္တာပို့ပေးပါတယ်ဗျာကျေးဇူးလက်တင်ပါတယ်ဗျာဆုချလို့မင်းကကျေးဇူးတင်ဖို့မကောင်းချစ်ဖို့ကောင်းနော်ကြွမပြန်နေဘူးနော်ဒေါက်တာအေးသွဲပါမောက္ခအဘိဓမ္မာတက္ကသိုလ်ဒုတိယအထွေထွေမန်နေဂျာစီမံရန်ကုန်ဘတ်စ်ပက်ဘလစ်ကုမ္ပဏီလီမိတက်ကနေပြီးတော့စုငွေ2သိန်းချီးမြှင့်ပါတယ်သမီးဟုတ်ပြီ ELEPHANT ဘယ်လိုမှဖတ်တော့ elephant ဟုတ်ပြီ elephant ရေခဲမို့လုပ်ငန်းကလည်းပဲစုငွေ3သိန်းချီးမြှင့်ပါတယ်စုရမှတ်ထားနော်စုရမှတ်ထားနော်ရစာရွက်တွေဘမောစာရွက်တွေပြထားပြီအဲ့ဒါကိုကူညီပြီးအခမ်းအနားမှုတွေနော်ဝိုင်းမှတ်ပေးဖို့နော်ဦးစေရတော်မိုးတန်တာအမတ်တရလေးမှာဒုက္ခိတာလေးလံမြောက်ဖက်ရှေ့ကြိုကုံအင်းစိန်စုငွေ3သိန်းချီးမြှင့်ပါတယ်ကမ္ဘောဇပန်အုပ်စုတီထောင်သူနိုင်ကာကြီးဦးအောင်ကိုဝင်းနဲ့ဇနီးကလည်းပဲဆော့ဆော့ကမေကုန်းမှန်တော်က300ချီးမြှင့်ထားပါတယ်နော်နမခုံမေကုံပြီးသွားပြီလားကိုကျော်သွင်းပြီးသွားပြီနော်နမခုံစုံငွေဘယ်လောက်လဲမသိရောက်သွားပြီလားအဲ့ဒီစုံငွေ15သိန်းရသွားပြီနော်သမီးတို့ဟောလဲအမတွေကမှတ်ပေးတာစုံငွေနော်မှားသွားရင်ဘုံဘုံကအကုန်သိမ်းသွားမှာနော်သမီးတို့ကမမတွေကိုမှတ်တာနော်ဟုတ်ပြီနော်စင်းမှတ်ပေးပါစုံငွေနော်ဒီဘက်ကစင်းနဲ့ပြန်တိုက်ပြီးတော့အာမခံပေးရမှာ